那噻，可能情况比较晚，但研究了干那不不的是在哪来嘛想，一起办都可了，慢慢谈嘛，都可了都没有些，这些呢一方都可了噻，办到么了，办得一路都可了噻，办你的办你噻，办打都可了噻，办别干啥，这些呢一方都可了嘛噻，办到么了，老别大啦噻，现在可可啊，么老下掉，他别么啥点老婆对，老多么钱呢？စားတယ်လောက်တော့မဲ့အခြေအနေမှာဆိုရင် dictionary ဖောင်းတစ်ခေါ်တော့လုံနေတော့ဆိုရင်ဘာတဲ့ဤလို့တစ်ခေါ်တော့တစ်ခုခုလုံနေတော့လုံနေစေအရှင်တစ်ခုဆိုရင်အရှင်တစ်ခုခုကလုံနေစေအရှင်နေမှာဆိုရင်ဘာတဲ့ဤလို့တစ်ခေါ်လို့တော့ရတယ်ဖက်ပြီးကစားဘာတာတော့ခေါ်လို့ဆိုဖက်ပြီးကစားအဲ့အခြေအနေတစ်ခုကလုတ်ပြီးသွားရင်အခုမှလုတ်ပြီးကစားမိနစ်ပိုင်းလေးပဲရှိသေးတယ်စက္ကန့်ပိုင်းလေးပဲရှိသေးတယ်ဆိုရင်အချိန်ကာလအတော့တူမိနစ်ပိုင်းစက္ကန့်ပိုင်းအဲ့အတော့တော့ဖက်ပြီးကစားဆိုရင်ဘာတာတော့ခေါ်လို့ဒီရှင်နေဖောင်းတော့ခေါ်လို့ဘာတဲ့ဤလို့တော့ခေါ်လို့ဘာတာတော့ခေါ်လို့ဒီရှင်နေဖောင်းတော့ခေါ်လို့ဆိုရင်ဘာတော့မလို့ဘာတဲ့ဤလို့တော့ခေါ်လို့ဆိုရင်ဘာနေတော့ဘာတာတော့ခေါ်လို့ဆိုရင်ဖက်ပြီးကစားအော်ဖူလော်နီဟိုင်လူတော့ခေါ်လို့နန်ဒက်ရေချိုးကန်းမှာဝင်တော့မလို့ရေချိုးကန်းတစ်ခါပေါက်လက်ပြီးတော့ကွာဝင်တော့မလို့အဲ့လိုစတဲ့မှာခုမှဖုံးမိလာတာမျိုးဒါတစ်ခုကကြတော့အော်ဖူလော်နီဟိုင်တဲ့လူတော့ခေါ်လို့နန်ဒက်ရေချိုးကန်းထဲမှာဝင်နေတော့ဖြစ်တယ်အဲ့လိုမျိုးဆိုရင်ကွာရေချိုးနေတော့တန်လန်းရင်အဲ့ချိန်မှာရှည်ပြတ်သွားတာမျိုးလို့အဲ့လိုမျိုးပြချင်တယ်ဆိုရင်အော်ဖူဒီပတ်တဲ့လူတော့ခေါ်လို့နဲ့တောင်းနေဒါတစ်ခုကကြပတ်တာတော့ခေါ်လို့ပပီးကစားပပီးကဆိုတခုခုလောက်ပြီးကစားအော်ဖူလိုနီဟိုင်တာတော့ခေါ်လို့နန်ဒက်ရေချိုးပြီးကစားပြီကွာရေချိုးပြီးတော့အခုမှခန်းထဲတော့ခါရှိတယ်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ဘာတာတော့ခေါ်လို့ဒီရှင်နေဖောင်းတော့ခေါ်လို့ပတ်တော်မလို့ဘာတဲ့ဤလို့တော့ခေါ်လို့ဆိုရင်ဘာနေတော့ဘာနေစဉ်ဘာတာတော့ခေါ်လို့ဆိုရင်ပပီးကစားနောက်တစ်ခုမှထားမှာဘာတာပတ်ခါလေးဘာတာပတ်ခါလေးဆိုရင်ပပီးကစားပဲသူကစားလို့ကိစ္စတစ်ခုကအခုလေးတင်ပြီးတာမျိုးပြောချင်တာမဟုတ်ခုလေးချောင်းမှာစက္ကန့်ပိုင်းတွင်မိနစ်ပိုင်းအတွင်းမှာပြီးသွားတာမျိုးမဟုတ်ဘူးအချိန်ကာလတစ်ခုကတော့ရှိတယ်ကြာနေရဲ့အချိန်ကာလတစ်ခုဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာကအဲ့ဒီကိစ္စတစ်ခုကိုလောက်ရတာမကြသေးဘူးလို့ခံစားရတယ်ဒါမှမဟုတ်ကိုကအဲ့ဒီနေရာမှာနေသားမကြသေးဘူးကိုကမကျွမ်းကျင်သေးဘူးအဲ့လိုမျိုးအခြေအနေမှာဆိုရင်ဘာတာပါခါလေးဖြစ်တယ်ဘာတာပါခါလေးကိုတုံးလို့ရတယ်ကိစ္စတစ်ခုကတစ်ခုလုံးခုချက်ချင်းလုပ်ပြီးတာမျိုးပြောချင်တာမဟုတ်ဘူးလုပ်ပြီးတာတော့ကာလအချိန်တစ်ခုကြာသွားပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာမကြသေးဘူးလို့ခံစားရတဲ့အချိန်នេះမကျွမ်းကျင်သေးတဲ့အချိန်នេះမရင်အဲ့နေရာမရင်နေသေးတဲ့အချိန်នេះနေသားမကြသေးတဲ့အချိန်នេះမှာဆိုရင်ဘာတာဘာခါလေးကိုတောင်းတယ်ဝါဒါရှိဝနေဝနဲ့အီတာဘာခါလေးတဲ့ကျွန်တော်ကအခုမှဂျပန်ကိုလာကစားပဲရှိသေးတယ်အဲဆိုရင်ဂျပန်ကိုရောက်တာကဥပမာတလားလည်းဖြစ်ဖြစ်မယ်6လလည်းဖြစ်ဖြစ်မယ်ဒါပေမဲ့ကိုကဂျပန်မှာနေသားမကြသေးဘူးဆိုရင်လာကစားရှိသေးရင်ဝါဒါရှိဝခုနိုရှင်ကိုတော့နိဟိုင်တာပါကလေးတဲ့ကျွန်တော်ကဒီလောက်ကိုဝင်ပြီးကစားပဲဖြစ်တယ်အလောက်ကဝင်ပြီးသွားပြီ2လရှိ3လရှိအဲ့ဒီအချိန်မှာကိုကအဲ့လုပ်ငန်းမှာကျွမ်းကျင်တဲ့အချိန်လေးမရောက်သေးဘူးမကျွမ်းကျင်သေးဘူးဆိုရင်အချိန်လေးမှာဆိုရင်ကျွန်တော်ကအလုံးကန်စားရှိတယ်အဲ့လိုမျိုးပြောလို့ရပါတယ်စမ်းပြန်နေရကြဘက်ထစ်ရှင်နေပါအေးချစ်ချစ်ဆိုရင်အေးပြန်တဲ့နားချစ်ချစ်ဆိုရင်နားပြန်တဲ့နောင်ဆိုရင်တော့တဲ့ဟာစုတဲ့ကျင်းတည်တဲ့တေချာပေါက်မလွဲဘူးဆိုရင်အထိပ္ပယ်မှာကျင်းတည်တဲ့တေချာရဲ့မလွဲဘူးဆိုရင်အထိပ္ပယ်မှာဆိုရင်အကြောင်းအရာချင်းတစ်ခုကိုသိရှိထားလို့ဖြစ်မှာကျင်းတည်ရဲ့လို့မိမိထင်မြင်စတဲ့ပြောရချင်ပါတယ်အဲ့ဒီအကြောင်းအရာတစ်ခုကိုကိုကသိရှိထားတယ်အဲ့ဒီရက်ဖြစ်မှာကျင်းတည်တယ်ဆိုပြီးကိုရဲ့ထင်မြင်စတဲ့ပြောတာကျွန်တော်ရှိကံကိုခေါခခုစုလို့ဟာဆိုတဲ့ဒီမှာဆိုရင်အဘောကအောင်မှာတင်ကြရင်ချင်းဒီဘာလို့ဆိုကိုကစာတွေကိုလည်းချက်ထားရဲ့ပတ်မှန်နဲ့ရတယ်အကောင်လုံးရနေပြီရနေဆိုတော့ကြတော့မိကောဟောင်းနေဖြည့်ကြည့်လို့လေအောင်နဲ့အမတ်ထွက်တယ်အမတ်ကောင်းကောင်းနေထွက်တယ်အဲ့ဒါဆိုရင်ကိုတက်ကကျင်းတည်ကိုကမိကောင်းနေလို့ထားတော့အမတ်ကကောင်းနေရတဲ့ကြောင့်ကျင်းတည်အဲ့ဒီလိုမျိုးအခြေအနေတခုကိုကဖြစ်တာလေသိရှိထားရတဲ့အတွက်အောင်မှာသိကြရဲ့ကျင်းတည်ရဲ့ဆိုပြီးပြောချင်တဲ့အချိန်မှာလည်းသုံးလို့ရတယ်ဘတ်တစ်ရှင်နေပါဘတ်တစ်ရှင်နေပါပပလေးပါအေးချစ်ချစ်ဆိုရင်အေးပြန်တဲ့နားချစ်ချစ်နားပြန်တဲ့နောင်ဆိုရင်တော့တဲ့ဟာဆိုတဲ့နောင်တော့ဟာဆိုတဲ့ဆိုပြမလို့ရတယ်ကျင်းတည်တယ်မလွယ်ဘူးဖြစ်မှာ